ကျွန်တော်အမြဲတမ်းစားတယ်အိမ်သားလေးကကွစ်တူဆိုင်ကျွန်တော်တစ်ခါတင်ပူးပါတယ်ကျွန်တော်ဗီဒီယိုတော့မဟုတ်ဘူးအဲ့လိုပုံတင်ပူးတယ်အရန်ကောင်းတဲ့ဆိုင်ဒါစီဝတ္ထုမိုးအေးနေဆိုတော့အခု share သူဆိုင်ကျွန်တော်ပြပြမယ်နော်ကျွန်တော်ဒီဆိုင်မှာစားတာဆိုလို့ရှိရင်အခါ20ထက်ကိုမကတော့အောက်လျှောက်စားတယ်အားတိုင်းစားတယ်ခါလေးညဟင်းမချက်ထားလဲစားတယ်ထမင်းမချက်ထားလဲလာစားတယ်မိုးအေးလဲလာစားတယ်ညင်းနဲ့လဲလာစားတယ်အဲ့ဒီဆိုင်ရှင်မာကြီးကအရန်သဘောကောင်းတယ်ကျွန်တော်စားနေကြဆိုင်နှစ်ဆိုင်ရှိတယ်ဒီနားဒီကွတ်တီကိုဆိုင်ရယ်ဟိုဘက်နားလေးကဖြက်စီတမင်းဆိုင်ရရှိတယ်ကျွန်တော်အိမ်မှာတော့ကွတ်တီကိုအရှိအဲ့တော့ညာတီတို့ကအေးလေးနေတယ်ဘူးနွေ့နွေ့မှုမွေ့လေးပြီးတော့စားကုန်ဒါကျွန်တော်မှထားတုံရမ်းတော့ဒါအကုန်လုံးဘယ်ရထားတာတစ်ပွဲ50ပဲတုံရမ်းတော့လေးဒါကဝါယိုဟင်းဝက်နံယိုးဒါဝက်နံယိုးလို့မဟုတ်တော့ဘူးနော်ဝါယိုးဖြစ်လာတာတော်ပါပါချိုးလေးတော့ဒါမျိုးလေးဆက်လိုက်ပါဝေါမွေဒီဟုတ်လိုက်ဝေးနောက်တဲ့ဒီဇိုင်းရဲ့အဲ့လိုကျွန်တော်ကြိုက်တဲ့အချက်ကိုပြောပါဆိုလို့ရှိရင်ဒီဥကျိုးပေါ့ဥဆိုင်ဥကျိုးကတန့်ရှင်းနူးညံ့တန့်ရှင်းဘယ်ကောင်းညနေ6နာရီထိုးကနေပြီးတော့ညနေ1နာရီထိုးတီဖွင့်တယ်တင်းလာနေတိုင်းစိုင်းပေးပါတယ်ကျုံလို့ရှိရင်သာသာကြည့်ပါခုလိုမိုးရသေးဘူးလို့အရန်လိုက်တဲ့ဆိုင်အရန်စားကောင်းတဲ့ဆိုင်